ဆိုင်လို့ပေါ့နော်အခုဒီနေ့နော်နေ့လယ်လောက်ကဆိုရင်တကဘာလုံးနော်သတင်းတွေဖုံးသွားတယ်နော်ဂျော့ရှွာဗန်ရဲ့နော်သတင်းပေါ့လေဒါကလည်းနော်ဟိုကျွန်တော်မြန်မာလူမျိုးတွေအနေနဲ့ရောနော်ချင်းလူမျိုးတွေအနေနဲ့ရောနော်ယုံကြည်သူအနေနဲ့ရောအဖက်ဖက်ကနေကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်အာမင်ကျွန်တော်ကအပြင်မှာနော် trend ဖြစ်တဲ့အကြောင်းတွေသိပြောလို့မရှိပါဘူးဒါပေမဲ့ဒီနေ့မှာနော်ခုနတိလည်းစဉ်းစားတယ်ဒါပေမဲ့နော်ကြည့်တဲ့အခါမှာနော်ဒီနှုတ်ကပတ်တော်တင်းနေတယ်ကြိုက်တယ်ပေါ့လေတကယ်ဆိုရင်တော့သူဆိုရင်ဟိုမှာမွေးတာလည်းမဟုတ်ဘူးနော်အသက်အရွယ်လေးတစ်ခုမှသူရောက်သွားတယ် refugees ရဲ့နော်ရောက်သွားပြီးတော့မှတခြားနိုင်ငံတစ်ခုကနေအဲ့လိုပြန်သွားပြီးတော့မှအရင်ခန်းခန်းနာနာနဲ့မွေးကလေးကနေပြီးတော့မှအောင်မြင်နိုင်ခြေရှိတဲ့အနေထားမှာမွေးလာတဲ့သူမဟုတ်ဘူးသူ့ရဲ့ကျွန်တော်ချင်းတွေမှာဆိုသူ့ရဲ့မူလရွာအဲ့လိုရှိတာဘူးနော်ဟိုချင်းတွေတွေ့ပြီးဆိုမင်းတို့ကမြန်မာလိုပြန်မယ်ဆိုရွာလို့ပဲပြောတာပေါ့နော်မြို့လိုလည်းပြောလို့ရတယ်ကိုယ့်ရဲ့ home town ပေါ့အဲ့လိုပြောပြမှာမင်းဘယ်ရွာလဲဆိုရင်ပြောစရာတစ်ခုရှိကိုရှိတယ်ဒီရွာတွေကပဲကြီးပြင်းလာကြတယ်သူ့အမေတွေသူ့ဖေသွားမေးလိုက်ဘယ်ရွာကသူပြောစရာရှိကိုရှိနော်ကျွန်တော်ချင်းလို့ဆိုခေါ်လူကြီးပေါ့နင်တို့အရင်တော့မြို့ရွာအဟောင်းကဘယ်ရလဲတကယ် original ဘယ်ရလဲအဲ့လိုမေးကြတာတကယ် tradition တွေကဆိုတော့ဘလောက်ပဲနော်ခန္ဓာသူပြငါတို့ဘယ်ရွာကဘယ်မျိုးကဆင်းသက်တယ်အဲ့လိုပြောကြဆိုတော့နော်သူဆိုရင်လွန်ခဲ့တဲ့9နှစ်တုန်းက2020အထိသူဟာဒီအခုသူချန်ပီယံဖြစ်တဲ့နယ်ပယ်မှာအတွေ့အကြုံလုံးဝမရှိတဲ့လူတစ်ယောက်ဖြစ်တယ်တဲ့ပညာရှင်တယောက်ကပြောထားတာအံ့ဩစရာကောင်းတာတဲ့လွန်ခဲ့တဲ့9နှစ်တုန်းကဒီပြိုင်ပွဲနဲ့အတွေ့အကြုံတစ်စက်မှမရှိတဲ့သူကအခု9နှစ်ကြာတဲ့ခါမှာကမ္ဘာချန်ပီယံဖြစ်သွားတယ်တဲ့ခုနနော်တစ်ချက်ကြည့်လိုက်တဲ့ခါမှာအင်တာဗျူဝါကသူ့ကိုမေးတယ်ဘယ်လိုအောင်ပွဲခံဖို့စဉ်းစားထားလဲလို့ပြောတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကိုအရင်ပြန်ပြီးတော့ကျွန်တော်တို့အဖွဲ့တွေကျေးဇူးတော်ချီးမွမ်းပြီးအရင်ဆုံးဆုတောင်းမယ်လို့သူဖြေတယ်ဟာလေလုယာဟာလေလုယာစဉ်းစားကြည့်နော်လူငယ်လေးတယောက်ချင်းတောင်ကနေရွာကနေနော်ဆင်းလာပြီးတော့မှအမေရိကကိုချိန်မှာရောက်ပြီးတော့မှနောက်ကျမှနော်ဟိုမှာမွေးတဲ့ဟိုမှာကြီးတဲ့သူတွေအများကြီးကြားထဲမှာအဲ့ဒီလူငယ်လေးတယောက်ကိုဖះအသုံးပြုပြီးတော့မှကိုအားကိုးတဲ့သူဆိုရင်တော့အေးငါတို့ဘလို့ပါတီလုပ်မယ်ပါညာဖြစ်မှာပေါ့ယုံကြည်သူတယောက်အနေနဲ့ဖြစ်တဲ့ခါမှာငါတို့အရင်ဆုံးဆုတောင်းမယ်တကဘာလုံးဝကြားတာတော့အဲ့ဒီစကားကိုဟာလေလုယာမြို့ငယ်မြို့ရုံမဟုတ်တော့ဘူးတကဘာလုံးအတွက်ဖះကိုဆုတောင်းခြင်းကျေးဇူးတင်ခြင်းဆိုတာကိုတကဘာလုံးဝလူတွေကြားဖို့အတွက်ဒီလူငယ်လေးကိုဖះကအသုံးပြုသွားတာဖြစ်တယ်